သူ့ဝနဲ့ရှန်ကသမင်ပေါင်း900နဲ့ရေသွားခတ်တာအဲ့ဒီရေတွေကဘာလို့ဖို့တောက်ဖို့ဆေးဖို့တောက်ဖို့ဆေးဖို့လို့ပြောနေသူ့အဖေဖို့မပါဘူးပေါ့နော်ဟုတ်ဗျာဘလို့လေမေးနေမှမသိပါဘူးဒုက္ခပဲဒီလူနဲ့ကလည်းနှလုံးနဲ့ကမူးနေပြီဒုက္ခခင်ဗျာဘာတွေပြောနေလဲခင်ဗျာကျွန်တော်မေးတာရှင်းရှင်းလေးပဲသူ့ဝနဲ့ရှန်သမင်ပေါင်း900နဲ့ရေသွားခတ်တယ်သမင်ပေါင်း900နဲ့ရေသွားခတ်တယ်အဲ့ဒီရေကဘာလို့ဖို့လဲတောက်ဖို့ဆေးဖို့လို့ပြောပါတောက်ဖို့ဆေးဖို့ပြောပါဦးလားသူ့အဖေဖို့မပါဘူးပေါ့နော်ခင်ဗျားလည်းကျွန်တော်လည်းကြွားကြနေပြီခင်ဗျားကျွန်တော်လည်းခင်ဗျားဘာမေးလဲခင်ဗျားဘာပြောတာလဲဗျခင်ဗျာခင်ဗျားမေးတာခင်ဗျားဘာမေးလဲလို့ခင်ဗျားကျွန်တော်မေးဟင်းတဲ့ကိစ္စရှင်းရှင်းလေးသူ့ဝနဲ့ရှန်ရေတော့ခတ်တာအဲ့ဒီရေကဘာလို့ဖို့လဲလို့အဲ့ဒါကြည့်ရင်လို့မေးတဲ့ဥစ္စာကိုခင်ဗျာဟတ်တယ်လို့တောက်ဖို့ဆေးဖို့